အားလုံးပဲတာယာအေးချမ်းသောတစောင်းမုံလာပြည့်နေ့အခါသမယလေးဖြစ်ကြပါစေရှင်။ဒီနေ့တစောင်းမုံလာပြည့်နေ့အခါသမယမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူသောမေတ္တာတုပရိတော်ခန္ဓာတုပရိတော်ပဋ္ဌာန်းပစ္စုဒ္ဓိတပါဠိတော်မြတ်ကြီးဓမ္မစကြာဒေသနာတော်မြတ်ကြီးအနတ္တလက္ခဏာတုတော်မြတ်ကြီးနဲ့တကွာမဟာဝိဒပမန္တန်တို့ကိုရွတ်ဖတ်သေးစေပူဇော်ရသောကုသိုလ်ကောင်းမှုအစုစုတို့ပါတေရောဟီလင်းပိုင်ခိတရာနဲ့ဆက်ဆက်သမျှကုန်သောပုဂ္ဂိုလ်တ attva အလုံးတို့အားအမြတ်တမ်းများပြီးဝေပါကုန်၏အမြတ်ရကြ၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေကြောင်းကြခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေလူရင်ဆန္ဒများအလုံးတဝတည်းပြည့်စုံပြည့်ဝနိုင်ကြပါစေအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်ကာယအေးချမ်းသောညနေခင်းလေးဖြစ်ကြပါစေရှင်